ပွဲတိုးဆေးတွေနဲ့တခါသုံးဆေးတွေပဲခဏကြုံနေရတယ်ဂျင်းမိနေရတယ်ဆိုသူတွေအတွက်ခွေးလျားဆေးအနက်ဆေးကိုအခြေခံပြီးတော့မှထုတ်လုပ်ပေးထားတဲ့အမျိုးသားခွန်အားဖြစ်ယူအညာမောင်လေးလာပါပြီရှင့်အညာမောင်ဆိုတဲ့ဒီအမျိုးသားခွန်အားဖြစ်ယူလေးကခွေးလျားဆေးအနက်ဆေးကိုအခြေခံပြီးတော့မှတခြားသောတဘာဝဆေးဘဝင်တစ်ဥတစ်ဖူတွေနဲ့ထုတ်လုပ်ပေးထားတာဖြစ်လို့အမျိုးသားတွေရဲ့ပန်းတစ်ပန်းညှိုးယောဂတုတ်လွတ်မြန်တဲ့ယောဂတောက်ကောင်ရည်အားနေတဲ့ယောဂတွေကိုအမြန်ဆုံးဖြည့်ရှင်းပေးပြီးတော့ကလေးမရနိုင်တဲ့အမျိုးသားတွေအတွက်လည်းညအရာဝန်ခံနည်းနဲ့မနက်ခင်းအရာထားတွေမှာနေ့စဉ်ပုံမှန်မှီဝဲပေးခြင်းအပြင်ကလေးရဖို့အတွက်များစွာအထောက်အပံ့ပေးပါတယ်တက်လုံအားမကောင်းမှုဆိုတဲ့အိမ်နောက်ရှင်အမျိုးသားတွေအတွက်လည်းဒီဆေးလေးကိုနေ့စဉ်ပုံမှန်မှီဝဲပေးခြင်းအပြင်တက်လုံအားကိုကောင်းစေမှာဖြစ်ပါတယ်ရှင်တဘာဝတစ်ဦးတစ်ဖူတွေနဲ့ဖော်ဆက်ထားတဲ့မြမဆေးစစ်ဖြစ်လို့လုံးဝဘေးထွက်ဆိုးကျိုးလည်းမရှိပါဘူးနော်ဒါဆိုရင်အညာမောင်ကကြီးစေးလားထန်စေးလားလို့မေးရင်တော့လုံးဝမဟုတ်ပါဘူးရှင့်အမျိုးသားတွေအတွက်တုတ်ကောင်ရည်အားနေတဲ့ပြဿနာတုတ်လွတ်မြန်တဲ့ပြဿနာနဲ့တုတ်ပိုးအားမကောင်းတဲ့ပြဿနာတွေကိုဖြေရှင်းပေးတဲ့အမျိုးသားဆေးလေးပဲဖြစ်ပါတယ်300 ဂရမ်တပူးကို 28,500 ကျပ်နဲ့ရောင်းချနေပြီးတော့တနိုင်ငံလုံးအနှံ့ကိုလည်းပို့ဆောင်ပေးပါတယ်ရှင်